ခမရတို့ရောတခါတော့ဖြစ်သေးကိုတကယ်လိုချင်လွန်းတဲ့အရာတစ်ခုကိုပိုင်ဆိုင်ခွင့်ရဘူးလားဒါပေမဲ့အဲ့ဒီအရာကိုလည်းလက်သေးရလိုက်ရောရင်သေးကပျော်ရွှင်မှုတွေကလေသေးကိုအကြီးပျော်သွားသလိုမျိုးချက်ချင်းပြတ်ကွယ်သွားဘူးလားအောင်မြင်မှုဆိုတာကဘာလို့တခါတလေကြစီဒီလောက်တောင်ဟာလာဟင်းလင်းဖြစ်နေရတာလဲအခုပြောပြမဲ့ပူမြင်လေးကစစ်မှန်လက်ချမ်းသာကြွယ်ဝမှုဆိုတာဘာလဲဆိုတာကိုခမရတို့ပြပေးပါလိမ့်မယ်ဟိုးအရင်တုန်းကပေါ့အရန်ဝေးနံတဲ့ရွာလေးဒီရွာမှာမာကက်စ်လို့ခေါ်တဲ့ကုန်သေးကြီးတစ်ယောက်ရှိခဲ့တယ်သူ့ကိုအဲ့ဒီတဝိုက်မှာအချမ်းသာဆုံးလူသားကြီးအဖြစ်အားလုံးကတီးကြတာပေါ့သူ့ရဲ့အင်ကြီးချင်းမှာဆိုရင်ရွှေတင်ကားတွေကပြည့်လည်နေတာပဲဒေတာတွေထဲမှာလည်းရတနာရီပိုးဖဲကတိပါးတွေနဲ့အပြည့်နေရန်ဒီပေါ်မှာလည်းတလို့ကလုံးကရှားဖွေခါတဲ့တန်မိုးကြီးအစင်တန်စာတွေချိတ်ဆွဲထားတာပေါ့လူတွေကသူ့ကိုမြင်ရင်အယိုးပေးပေးကြတယ်အားကြကြတယ်သူ့နာမည်ကိုခံညားထဲဝါစွာနဲ့တီးတိုးရည်ရွတ်ကြတာပေါ့ဒါပေမဲ့မာကက်စ်ရဲ့ရင်းထဲမှာတော့ဘာခံစားချက်မှမရှိဘူးမနေ့တိုင်းသူlâmနေကြအလုပ်ကရွှေတွေကိုထိုင်ရည်တွက်တာပဲညနေဆောင်ရင်လေတကားတွေကိုအထက်ထက်ခတ်ပိတ်ထားတတ်တယ်သူဟာဘယ်သူကိုမှမယုံကြည်ဘူးဘယ်သူကိုလည်းပြုံးမပြခဲ့ဘူးညဘက်တွေဆိုရင်အကောင်းစားကတွန်ကြီးကိုမှလဲနေရင်မျက်နှာကြီးကိုပဲငေးကြည့်နေတတ်တယ်သူ့နှလုံးသားဟာကြောက်ခဲတလုံးလိုပါပဲအေးဆက်နေတယ်လေးလံနေတယ်ပြီးတော့အယမ်းကိုဟာလာဟန်လန်းချနေခဲ့တာဒါပေမဲ့သူကတော့ဒီခံစားချက်ကိုဂယုမဆိုင်ဟန်စောင်းနေခဲ့တာငါမှဒီထက်ပိုပြီးလိုအပ်သေးတယ်လို့ပဲကိုအမြဲပြောနေခဲ့တာနောက်ထပ်ယတနာတစ်ခုနောက်ထပ်အမျက်တဆွန်တစ်ခုနောက်ထပ်ရွှေပုံဤတစ်ခုဒါတွေပါထက်ရဟင်းတော့ငါဘဝပြည့်စုံသွားမှာပါဆိုပြီးပေါ့ဒီလိုနဲ့ပဲနှစ်အကြာကြီးကုံဆုံးသွားခဲ့တယ်တနည်းညနေခင်းမှာတော့ခလီးသွားအဖိုးကိုတယောက်သူ့အိမ်တကားဝါကိုရောက်လာခဲ့တယ်အဲ့ဒီအဖိုးကလာနွမ်းပါတဲ့အဝတ်စားလေးတွေကိုဝတ်ထားပြီးဟောင်းနွမ်းနေတဲ့အိတ်တလုံးကိုလွဲထားတာပေါ့မျက်နှာမှာအရေးအကြောင်းတွေနဲ့ပြည့်နေပေမဲ့သူ့မျက်လုံးတွေကတော့အင်မတန်မှတောက်ပနေတာသူကမာကက်စ်ကိုကြည့်ပြီးခက်အေးဟေးလေးပြုံးလိုက်တယ်ဒီရွာမှာမင်းကအချမ်းသာဆုံးလူလိုငါကြားထားတယ်တဲ့မာကက်စ်ကကိုမပြီးဝင်ကြွားနဲ့ပြောလိုက်တာပေါ့ဒါပေါ့အမှန်မပြောကျုပ်ထက်ပူချမ်းသာတဲ့သူဒီမှာမရှိစေရဘူးဆိုပြီးပေါ့အဖိုးအိုကခေါင်းကိုဖြည်းဖြည်းချင်းညစ်လိုက်တယ်။တစ်ချိန်တုန်းကမင်းလိုပဲတွေးခဲ့တဲ့သူတယောက်ကိုငါသိခဲ့ဘူးတဲ့။သူ့မှာရွှေတွေတောင်းလို့ပုံနေတာပဲ။ဒါပေမဲ့သူတည်သွားတဲ့အခါမှာတော့အထီးချန်စွာနဲ့ပဲတည်ဆုံးခဲ့ရတယ်။သူ့နာမည်ကိုတော့ဘယ်သူမှမမှန်မိကြတော့ဘူးကွာ။မာကက်စ်မျက်မှောင်ကျွတ်သွားတယ်။အဖိုးကြီးဘာပြောချင်တာလဲ။မင်းကိုတခုခုပြချင်လို့ပါလို့အဖိုးအိုကပြန်ဖြေတယ်။ဘတော်မှမကုံဆုံးနိုင်တဲ့တကယ်စစ်မှန်တဲ့ချမ်းသာမှုမျိုးပေါ့မာကက်စ်ကလောင်ရဲလိုက်တာပေါ့ယရနာဆိုလိုက်ကျုပ်အကုန်မြင်ပြီးသားပဲခမည်းပြတာကိုကျုပ်စိတ်မဝင်စားဘူးဒါပေမဲ့အဖိုးကသူ့အိတ်ထဲကနေခေါက်ထားတဲ့စက်ကူဟောင်းတရက်ကိုထုတ်ပြလိုက်တယ်ဒါကမြေပုံးပဲဒီအိမ်ထဲမှာရှိတဲ့ယရနာတွေထက်အစပေါင်းများစွာတာလို့နဲ့အဆုံးမရှိစည်းစိမ်တွေစီကိုလမ်းညွန်ပေးလင်းပဲမာကက်ရှိကိုတိုးကြည့်လိုက်တယ်မျက်လုံးတွေကလည်းအယောင်တောက်လာတာပေါ့ဒါကိုခမည်းဘေးကရတာလေအရာအားလုံးကိုဆုံးရှုံးခဲ့ရတဲ့ဘီရင်တစ်ပါးစီကရခဲ့တာပါလို့အဖိုးကဆိုတယ်ဒါပေမဲ့အဲ့ဒီဘီရင်ဟာယရနာတွေထက်ပိုတန်ဖိုးရှိတဲ့အရာတစ်ခုကိုရှာတွေ့သွားတယ်မင်းတကယ်ပဲမြင်ကျင်တယ်ဆိုရင်တော့မင်းရှိတဲ့အကောင်းဆုံးယရနာတစ်ခုနဲ့လဲရမယ်ပြီးတော့ငါနဲ့အတူခရီးထွက်ရမယ်မာကက်စ်တွေးဝေသွားတယ်သူ့ရဲ့အကောင်းဆုံးယရနာကအိမ်တစ်လုံးထက်တောင်တန်ဖိုးရှိတာလေဒါပေမဲ့အဆုံးမရှိစည်းစိမ်တွေဆိုတဲ့စကားလုံးကသူ့ရဲ့လောဘကိုနှိုးဆော်လိုက်တယ်။နောက်ဆုံးတော့သူသဘောတူလိုက်တယ်။သူဟာလက်ထီးစုပ်လောက်ရှိတဲ့ပတ္တမြားကြီးတစ်လုံးကိုယူလာပြီးအဖိုးအိုကိုပေးလိုက်တယ်။အဖိုးအိုကပတ္တမြားကိုယူပြီးမြေပုံကိုသူ့လက်ထဲထည့်ပေးလိုက်တာကိုမနက်မိုးလင်းတာနဲ့ငါတို့ခရီးစားထွက်ကြမယ်။နောက်တနေ့မနက်မှာတော့သူတို့နှစ်ယောက်ခရီးစားထွက်ခဲ့ကြတယ်။မာကက်စ်ကတော့လေးလံတဲ့ဒင်ကားအိတ်ကြီးကိုမပြီးလမ်းတစ်လျှောက်လုံးညီးသွားနေတာကိုလမ်းကလည်းဖုံတွေနဲ့ခြေထောက်တွေကလည်းနားလာပြီသူကလမ်းလျှောက်လေ့ကျင့်ရှိတယ်သူမဟုတ်ဘူးလေယထာလုံးတစ်စီးလောက်ငားလို့မရဘူးလားလို့သူကမေးတယ်ဒီခရီးကိုခြေချင်မင်းတွားရမယ်လို့အဖိုးကအေးဆေးဆေးပဲပြန်ဖြေတယ်သူတို့တောအုပ်တွေကိုဖျက်ကြိုဟဲကြတယ်မာကက်စ်ကတစ်မြွတ်ဒီကိုခလုတ်တိုက်ပြီးလဲကြတယ်သူ့ရဲ့အကောင်းစားဖနက်တွေလည်းစွတ်ပြတ်ကုန်ပြီကြောကလည်းနာလာပြီသူပြန်လဲချင်ပြီးမဲ့ဟိုးအဝေးကအဆုံးမရှိစည်းစိမ်တွေကိုတွေးပြီးဇွတ်ဆက်လျှောက်ခဲ့တာပေါ့တတိယမြောက်နေ့မှာတော့သူတို့မြေကြီးတစ်ခုနားကိုရောက်လာခဲ့တယ်မြေကတော်တော်ကျဲပြီး
ရေစီးကလည်းအရန်ထန်တာဗျတရားလည်းမရှိဘူးငါတို့မြစ်ကိုဖြတ်မှထည့်မယ်လို့အဖိုးကဖြိုးတယ်အဖိုးကပစုပ်ကိုခတ်မြင့်မြင့်ပြင့်ပြီးရေထဲကိုဆင်းသွားတယ်မာကက်စ်ကတော့ကြောင်ကြည့်နေတာပေါ့ကျုပ်အဝတ်တို့စွတ်ကုန်တော့မှာပြီးတော့ကျုပ်အိတ်ကလည်းပိုလေးသွားလိမ့်မယ်ဒါဆိုရင်လည်းအိတ်ကိုထားပြထည့်လီလို့အဖိုးကလှမ်းပြောတယ်မာကက်စ်ကသူ့ဒင်းကားအိတ်ကိုမြင်းမြဲဆုပ်ထားတယ်မဲ့အဖိုးကမြေလေကိုတောင်ရောက်နေပြီမာကက်စ်မှာရွေးချယ်စရာမရှိတော့ဘူးသူအေးဆန်နေတဲ့ရေလေးကိုခြေလန်းလိုက်တယ်ရေရဲ့အကျဉ်းထက်ကသူ့အရေးပြားကိုအက်နဲ့ထိုးတယ်လို့ခန်းစားရတယ်ရေစီးကလည်းသူ့ခြေထောက်တွေကိုဆွဲခေါ်နေတာမြစ်လေလောက်ရောက်တော့ဖြတ်ခနဲ့ဆိုသူ့လက်ထဲကအိတ်ကလွတ်ထွက်သွားပါလေတော့ရွှေတင်ကားတွေကရေစီးထဲကိုပြိုင်တဲ့နဲ့ပြန်ကျဲပြီးပျောက်ကွယ်သွားတာပေါ့သူလန့်អော်လိုက်နေတယ်ဟာငါပတ်စံတွေကုန်ပြီမရက်နဲ့ဆက်လျှောက်လို့အဖိုးအိုးကလမ်းအော်ပြောလိုက်တယ်မာကတ်စ်တယောက်တုံတုံရင်းရင်းနဲ့မြစ်တစ်ဖက်ခန်းကိုရောက်သွားပါပြီတကူးလုံးနဲ့ရေတွေဆူရွှေလို့ပေါ့သူ့ထဲလာတဲ့ရွှေတင်းကခဝက်ကြော်လောက်မြစ်ထဲပါသွားပြီဒေါသလည်းထွက်တယ်လင်းညာခံလိုက်ရတယ်လို့လည်းခံစားနေရတာပေါ့ဒါပေမဲ့သူ့ရင်ထဲမှာတခုခုတော့ထူခြားနေတယ်အရင်ကတခါမှမရှိဘူးတဲ့ထူးဆန်းတဲ့ခံစားချက်လေးတစ်ခုသူဟာတကယ်အသက်ရှင်နေတယ်ဆိုတဲ့ခံစားချက်မျိုးကိုရလာတာသူတို့ခရီးကိုဆက်ထွက်ခဲ့ကြတယ်မာကတ်စ်တခါမှမရောက်ဘူးတဲ့ရွာလေးတွေကိုဖျက်သွားကြတယ်ရွာတွေရောက်တော့မိသားစုတစုကသူတို့ကိုသမင်းဝိုင်းလေးထဲဝင်စားဖို့ဖိတ်တာပေါ့မာကတ်စ်ကတော့ညှင်းချင်နေတာပေါ့ဒါပေမဲ့အဖိုးအိုကတော့လက်ခံလိုက်တယ်သူတို့မြေပြင်ပေါ်မှာထိုင်ပြီးရိုးရှင်းတဲ့စပွတ်နဲ့ပေါင်မွန်းကိုအတူတူစားခဲ့ကြတယ်အဲ့ဒီမိသားစုလေးကအယမ်းဆင်းရဲပါတယ်အိန္ဒိယန်တွေဆိုရင်လည်းအကြောင်းနေနဲ့ဒါပေမဲ့သူတို့ကတခိခိနဲ့ယယ်နေရတယ်သူတို့ရဲ့ပျော်စရာပုံပင်းလေးတွေကိုအပြန်လန်ဖြိုးနေကြတာပေါ့ကလေးလေးတွေကလည်းကစားနေကြတယ်မာကတ်စ်ကသူတို့ကိုငေးကြည့်နေမိတာသူ့ဘဝမှာနောက်ဆုံးချိန်ဘယ်တော့ကဒီလိုမျိုးအားရပါရရဲခဲ့ဘူးလဲဆိုတာတော့သူမမှတ်မိတော့ဘူးမင်းတို့မှာဘာမှလည်းအများကြီးမရှိပဲနဲ့လို့မာကတ်စ်ကအင်းရှင်အဖေလူသူကိုမေးလိုက်တယ်ဘာလို့ဒီလောက်တောင်ပျော်နေနိုင်ကြတာလဲဗျာအဲ့ဒီလူကပြုံးပြီးပြန်ပြောတယ်ကျွန်တော်တို့မှာအချင်းချင်းရှိနေကြတာလေဗျာပြီးတော့အခုဒီနေ့လေးရှိနေတာပဲဒီထက်ပိုပြီးဘာတွေများလိုဦးမှာလဲဗျာဒါပေမဲ့မာကတ်စ်မှာဘာပြန်ပြောရမှမသိတော့ဘူးရက်တွေကနေသတင်းပတ်တွေဖြစ်လာတယ်တောင်ကွန်တွေကိုကြော်ဖြတ်တယ်ကောင်းငင်အောက်မှာအိတ်ဆက်တယ်မာကတ်စ်ဟာသူ့တခါမှမမြင်ဘူးတဲ့ချောင်းဝန်းကြီးတွေပေါ်မှာနေဝင်သွားတာကိုထိုင်းကြည့်နေမိတယ်ကောင်းငင်တစ်ခုလုံးမှာလိမ္မောရောင်ပန်းရောင်ခရင်ရောင်အယောင်တွေနဲ့ဝေစားလို့သူတိတ်တိတ်လေးငေးနေရင်းနဲ့ရင်ထဲကအရာတစ်ခုဟာပြိုကွေးသွားတယ်လို့ခံစားလိုက်ရတယ်တညတော့သူတို့မီးပိုးလေးဘေးမှာထိုင်နေကြတော့ပေါ့မာကတ်စ်ကသူ့လက်တွေကိုကြည့်လိုက်တယ်အခုဆိုလက်တွေဟာကြမ်းထမ်းပြီးပေးရင်းနေပြီသူ့ရဲ့တန်ဖိုးကြီးအဝတ်စားတွေကလည်းစွတ်ပြတ်နေပြီပေါ့ဒါပေမဲ့သူစင်းရသွားတယ်လို့မခံစားဘူးသူ့ကိုယ်တိုင်တော့နာမည်မတက်တော့တဲ့ခံစားချက်လေးတစ်ခုသူရနေတာအဖိုးကိုကျုပ်ခမရနဲ့ခရီးထွက်လာတာအတော်ကြာပြီအဲ့ဒီရုံနာတွေရှိကိုဘယ်တော့မှရောက်မှာလဲအဖိုးအိုကပြုံးလိုက်တယ်မကြခင်မှတကယ်ချင်းမကြခင်ရောက်တော့မှာပါနောက်တနေ့မနေ့မှာတော့သူတို့တောင်ပေါ်ကလူရှက်တာလူရင်ကိုတစ်ခုကိုရောက်လာခဲ့ကြတယ်ဂူးပေါက်ကကျင်းချင်းလေးနဲ့မှောင်နေတာတယ်အဖိုးအိုကမီးရင်လေးကိုထုံးပြီးရှေ့ကနေလမ်းပြခေါ်သွားတယ်ဂူထဲရောက်တော့ကျဲဝင်းနဲ့အခန်းကြီးတစ်ခုဖြတ်သွားတာပေါ့မာကတ်စ်ကတော့ရွှေဒီရတနာတွေတောင်လို့ပုံနေမယ်လို့မျှော်လင့်နေတာဒါပေမဲ့သူမြင်လိုက်ရတာကမန်တစိတ်သေးပါအဲ့ဒီမန်ကြီးကဂူးတဲ့လဲမှရှိနေတာအရန်ဟောင်းနှွမ်းတဲ့ခံရတဲ့ပုံစံမျိုးမှန်ပုံကတော့ရိုးရိုးတစ်ပိုင်းပဲမာကတ်စ်ကကြောင်ကြည့်နေရင်နဲ့ဒါပဲလားမှန်တစိတ်သေးလားအဲ့ဒီမှန်တဲ့ကိုတီးတီးချာချာကြည့်လိုက်စမ်းပါလို့အဖိုးကနူးညူးညံ့ညံ့ပြောတယ်မာကတ်စ်ကရှီကိုဖိသေးချင်းတိုးပါပြီးသူ့ပုံရိပ်ကိုကြည့်လိုက်တယ်သူမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူစွန့်အားသွားရတယ်မှန်ထဲမှာမြင်နေရတဲ့လူက तू မဟုတ်ဘူးဒါမှမဟုတ် तू တီးတယ် तू မဟုတ်တော့ဘူးပုံရိပ်ကအကြောင်းတွေထပ်ပြီးအယောင်တွေမေးတဲ့နေတာမျက်နာကလည်းအရန်ပင်ပန်းပြီးဟာလာဟင်းလင်းဖြင်ကြီးတဲ့ပုံစံမျက်လုံးတွေထဲမှာအလင်းရောင်မရှိတော့ဘူးနှလုံးပန်းတွေကလည်းဘလို့ပြုံးညံမလဲဆိုတာကိုမေ့နေတဲ့ပုံစံမျိုးမာကတ်စ်နောက်ကိုလန့်ပြီးဆုပ်လိုက်မိတယ်ဒါကဘာလဲဒါကမေးဖြစ်ခဲ့တဲ့ပုံစံပေါ့အရာရာကိုပိုင်ဆိုင်ထားပေမဲ့ဘာမှမရှိတဲ့လူတယောက်သူ့နှလုံးသားကိုတန်ဒေတာထဲမှာထည့်ပြီးပိတ်ထားတဲ့လူပေါ့မာကတ်စ်ရဲ့ပါးပြင်ပေါ်မှာမျက်ရည်တွေစီးကြလာတယ်သူမျက်ရည်မကျခဲ့တာနှစ်ပေါင်းများစွာကြာခဲ့ပြီလေကျုပ်ကကျုပ်ကိုချမ်းသာတယ်လို့ထင်နေတာပဲမင်းကပစ္စည်းဥစ္စာတွေမှာတော့ချမ်းသာခဲ့တာပေါ့ဒါပေမဲ့ပစ္စည်းတွေကနှလုံးသားကိုမဖြည့်ဆည်းပေးနိုင်ဘူးသူတို့ကမင်းကိုတကယ်ပျော်ရွှင်မှုမပေးနိုင်ဘူးမင်းဘာသူလဲဆိုတာကိုလည်းသူတို့ကသတိမပေးမှာမာကတ်စ်ကအဖိုးအိုကိုကြည့်ပြီးမေးလိုက်တယ်အဖိုးကျုပ်ကဒီနေရာကိုဘာလို့ခေါ်လာတာလဲအဖိုးအိုရဲ့အတန်းကပိုပြီးတော့နူးညံ့လာတယ်တစ်ချိန်လုံးကငါကဘီရင်တစ်ပါးဖြစ်ခဲ့ဘူးတဲ့ငါမှာအင်ပါယာကြီးတစ်ခုရှိခဲ့တယ်နန်းတော်တွေစစ်တပ်တွေ
ရွှေတွေကတော့ရေလူတော့မရပါဘူးဒါပေမဲ့တညထဲမှာပဲစစ်ပွဲတွေဖြစ်ပြီးအကုန်ဆုံးရှုံးခဲ့ရတယ်ငါမိသားစုငါရာဇပလင်ငါယရနာတွေအကုန်လုံးပဲငါဟာနှစ်ပေါင်းများစွာစိတ်ဓာတ်တွေကြပြီးလမ်းတရေလိုလေးလျှောက်နေခဲ့တာအဖိုးအိုကခဏနားလိုက်တယ်သူမျက်လုံးတွေကအဝေးကနေရာကိုငေးချိနေတယ်လို့မျိုးဒါပေမဲ့တထည်းပြင်းနဲ့ငါမြင်လာခဲ့တယ်လူတွေနဲ့တွေ့တယ်ထမင်းအတူတူစားတယ်မုန်တိုင်းတွေကိုကြည့်တယ်နေဝင်သွားတွေကိုခံစားတယ်လယ်သမားတစ်ယောက်ကိုမျိုးစိချဖို့ကူညီပေးတယ်ကလေးတစ်ယောက်တချင်းဆိုနေတာကိုနားထောင်မိတယ်အဲ့ဒီအချိန်မှာငါတခုကိုတတိပြောင်းသွားခဲ့တယ်ဘာကိုလဲဗျမာကတ်စ်ကတူတူလေးမေးလိုက်တယ်ရိုးဝထူတွေကပျက်စီးတက်ခွဲရွှေတွေကတန်းကြီးတက်မယ်ယတနာတွေကအခိုးခံရမယ်နန်းတော်တွေကပြိုကျသွားလိမ့်မယ်ဒါပေမဲ့မင်းရဲ့ရိုက်ယူခံစားရတဲ့အမှတ်ရတွေကတော့မင်းနဲ့အတူထာဝရရှိနေမှာအဲ့ဒီဟာတွေကမင်းရဲ့နှလုံးသားထဲမှာရှင်သန်နေလိမ့်မယ်အဲ့ဒီဟာတွေကမင်းကဘယ်လိုလူလဲဆိုတာကိုပြောင်းလဲပေးလိမ့်မယ်အဲ့ဒီဟာတွေပဲမင်းကိုရွှေတွေထက်ပိုပြီးချမ်းသာစေတာပေါ့မာကတ်စ်ကမှန်ကိုပြန်ကြည့်လိုက်တော့ပုံရိပ်ကတော့အကြောင်းတွေနဲ့ကျိုးပဲ့နေတုံးပဲဒါကိုကျုပ်ပြန်ပြင်လို့ရနိုင်ဦးမှာမာကတ်စ်ကမေးလိုက်တယ်ရတာပေါ့အရွေးချယ်မဲ့တွေများလင်ချင်းအားဖြင့်ပေါ့ပစ္စည်းတွေနောက်ကိုမလိုက်ပဲတကယ်ဘဝကိုရှာဖွေပါမင်းရဲ့နှလုံးသားကိုအဖိုးတန်အချင်းလေးတွေနဲ့ဖြည့်ဆည်းပါတာထုတွေနဲ့မဟုတ်ဘူးမာကတ်စ်ကဂျေဇုတင်ကိုလဲကြည့်လိုက်တဲ့အခါမှာတော့ဂူးထဲမှာဘယ်သူမှမရှိတော့ဘူးအဖိုးအိုကပျောက်ကွယ်သွားပြီမိခွေးမွေလို့လွင့်ပြဲသွားတာမြေပြင်ပေါ်မှာတော့တစ်ဖြက်ဖြက်လင်းနေတဲ့မီးရင်လေးပဲကျန်ခဲ့တယ်မာကတ်စ်တယောက်တည်းရက်ကျန်ခဲ့တယ်သူမှန်ကိုနောက်ဆုံးတစ်ခေါက်ကြည့်လိုက်တယ်ပြီးတော့မီးရင်ကိုကောက်ကိုက်ပြီးဂူးထဲကနေထွက်လာခဲ့တော့တယ်အင်္ဂပြန်ခရီးကသတင်းပတ်ပေါင်းများစွာကြာခဲ့ပါတယ်ဒါပေမဲ့မာကတ်စ်ကတော့အရင်လိုအလောမလောတော့ဘူးဒီလန်ခရီးကပဲသူ့ကိုရွာလေးတွေစီကိုတစ်ခါပြန်ပို့ဆောင်နေတာပေါ့သူဖြတ်တန်းသွားတဲ့လန်တစ်လျှောက်မှာရင်းနှီးဖော်ယူတဲ့မျက်နှာတွေနှုတ်ဆက်တန်တွေနဲ့ပြည့်နေခဲ့တယ်တခါကလယ်သမားတယောက်ကသူ့ရဲ့ပျက်စီးနေတဲ့ခြံစည်းရိုးကိုဝိုင်းပြင်းပေးဖို့အကူအညီတောင်းတော့မာကတ်စ်ကမငင်းပဲဝိုင်းကူပေးခဲ့တယ်ကလေးလေးတွေကလည်းသူ့ကိုသူတို့ရဲ့ကစားပွဲတွေနဲ့ဆွဲခေါ်ကြတယ်ဖုံကထုံးတောင်ကြမှာအားရပါရရေမောရင်းပေါ့ညဘက်တွေရောက်ရင်လေယောကလူကြီးသူမတွေနဲ့အတူထိုင်ပြီးအချိန်ကာလတွေကသွေးပေးခဲ့တဲ့ရှေးအောင်ပုံပြင်တွေကိုနားထောင်ခဲ့တယ်အဲ့ဒီအချိန်တိုင်းဟာသူ့ကတော့တင်းငယ်တဲ့ရတနာလေးတွေလိုပဲဒီလိုအတွေ့အကြုံတိုင်းကရွှေတွေဘယ်တော့မှမပေးနိုင်တဲ့တန်ဖိုးတွေကိုသူ့ရင်ထဲမှာတစ်ခုပြီးတစ်ခုဖြည့်ဆည်းပေးခဲ့တာနောက်ဆုံးသူ့ရွာကိုပြန်ရောက်တဲ့အခါမှာတော့သူ့အိမ်ထဲကိုတန်းသွားပြီးသူ့ရဲ့ရတနာတွေကိုကြည့်လိုက်မိတယ်အရင်ကအယမ်းမမောခဲ့တဲ့အရာတွေဟာအခုတော့အေးဆက်ပြီးအသက်မဲ့နေတယ်လို့ပဲသူဟာစွပ်ပြုတ်အထူးထူတောက်ခဲ့တဲ့မိသားစုလေးကိုသတိရတယ်ချွိုင်ဝမ်ဘော်ကနေဝင်ချင်းကိုသတိရတယ်မိရီရဲ့အေးဓာကသူ့အရေးပြားပေါ်မှာစိတ်ဝင်သွားတာကိုသတိရတယ်သူဘာလို့ရမလဲဆိုတာကိုကောင်းကောင်းကြီးသိသွားပြီမာကတ်စ်ဟာသူ့ရဲ့ရတနာတွေကိုတစ်ခုပြီးတစ်ခုစတင်ရောင်းချလိုက်တယ်သူ့အတွက်တကယ်လိုအပ်လာလေးပဲခြံထားပြီးကျန်နာရီနဲ့ခရီးထွက်ခဲ့တော့တယ်တဲကန်တရားရီတောင်တန်းကြီးတွေဟာသူ့ရှိမှလမ်းပွင့်လာခဲ့တယ်ပင်လယ်ပြင်းကြီးတွေကလည်းသူ့ကိုဝေးလံတဲ့ကမ်းခြေတွေစီခိုးဆောင်သွားခဲ့တာပေါ့ဘာသာရကအသစ်တွေကသူ့နှုတ်ဖျားမှအသားကျလာတယ်ဒူးစိမ့်တွေကတငယ်ချင်းတွေဖြစ်လာတယ်နေလောင်တန်ကိုလည်းခံစားရတယ်မိုးရီထဲမှာလည်းစိုးရွှဲခဲ့တယ်နမိတ်တောင်မခေါ်နိုင်တဲ့အစားအစာတွေကိုမီးဆန်းတယ်ပွဲစဉ်တွေမှာကားခုန်တယ်သူတစ်ပါးရဲ့နာရဲတွေမှာလည်းအတူတူဝမ်းနေပြီးခဲ့တယ်ပိုက်အောင်လို့လည်းအားရပါရရေမိုးခဲ့တယ်နှစ်တွေအကြာကြီးကုံဆုံးသွားခဲ့တယ်သူစပင်းတွေဖြူလာတယ်မျက်နှာမှာအရေးကြောင်းတွေထင်းလာတယ်ဒါပေမဲ့သူ့မျက်လုံးတွေကတော့အရန်ကိုတောက်ပနေတော့မယ်အသက်ဝင်ကြီးတော့မယ်ပုံမြင်တွေနဲ့ပြည့်နေတော့မယ်တနေ့တော့အဘအိုတယောက်ကသူ့ကိုမေးတယ်အဖိုးကအရန်ချမ်းသာတာပဲလားတဲ့မာကတ်စ်ကပြုံးပြီးပြန်ပြောတယ်ကျုပ်အိမ်ထဲမှာတော့ဘာမှမရှိပါဘူးဗျာဒါပေမဲ့ကျုပ်ဟာကမ္ဘာပေါ်မှာအချမ်းသာဆုံးလူပါပဲအဘအိုကနားမလဲသလိုကြည်နေတော့ဘာလို့လဲဆိုတဲ့အတိတ်ပဲနေပေါ့ဘာလို့လဲဆိုတော့ကျုပ်ဟာတကယ်အသက်ရှင်သန်ခဲ့လူပါပဲလို့သူကရိုးရိုးအေးပဲဖြေလိုက်တယ်ကျုပ်မြင်ဘူးပြီကျုပ်ခံစားဘူးပြီဒီကဘာကြီးကကျုပ်ကိုပြောင်းလဲပေးခဲ့ပြီဒါဟာဘယ်တော့မှမမှိန်းတင်သွားမယ့်ချမ်းသာမှုမျိုးပေါ့တခါတလေကြာရင်ကျွန်တော်တို့ဟာမာကတ်စ်လိုပဲပစ္စည်းဥစ္စာတွေနောက်ကိုပဲအပူတပြက်လိုက်နေကြတာအိမ်ထဲမှာပစ္စည်းတွေပြည့်နေပြီမဲ့ရင်ထဲမှာတော့ဟာလာဟင်းလင်းဖြစ်နေတတ်တယ်ကိုပိုင်ဆိုင်တဲ့အရာတွေကိုလိုက်ရည်တွက်နေပြီမဲ့ကိုဘလောက်ထိရှင်သန်ခဲ့တယ်လဲဆိုတာကိုတော့ရေးတွက်ဖို့မိတ်နေတတ်ကြတယ်စစ်မှန်တဲ့ချမ်းသာမှုဆိုတာကိုလက်ထဲမှာစုပ်ကိုင်ထားတဲ့အရာတွေကလာတာမဟုတ်ဘူး
ကိုနှလုံးသားထဲမှာသိမ်းဆည်းထားတဲ့အရာတွေကနေလာတာပါတွေးကြုံရတဲ့အတွေ့အကြုံတွေကခမ ्या ကိုပိုပြီးရင့်ကျက်လာစေတယ်ခမ ्या ကိုသင်လန်းစာတွေပေးတယ်အဲ့ဒါတွေကပဲခမ ्या ရဲ့စရိုက်ကိုပုံဖော်ပေးတယ်ခမ ्या အတွက်ပုံမြင်တွေနဲ့အသိဉာဏ်တွေကိုပေးစွမ်းတယ်ခမ ्या ကိုတကယ်အသက်ဝင်လာအောင်လုပ်ပေးတာလေအဲ့ဒီအတွေ့အကြုံတွေပါပဲပစ္စည်းဥစ္စာတွေကခမ ्या ကိုတက်တောင့်တက်တာချစ်စေနိုင်ပေမဲ့ခမ ्या ကိုကြီးထွားလာအောင်တော့မလုပ်ပေးနိုင်ဘူးခမ ्या ရဲ့ဘဝကိုတော့ပြောင်းလဲပေးမှာမဟုတ်ဘူးကားတစ်တယောက်ဆိုလားတတုပုံကြီးပါပဲဒါပေမဲ့တငယ်ချင်းတွေနဲ့အတူခီးထွက်ခဲ့တာကတော့ထာဝရရှင်သန်နေမဲ့အမှတ်တရဖြစ်သွားလိမ့်မယ်ဖြစ်စည်းတွေကခမ ्या ကိုလေးလဲစေတယ်ခံစားချက်တွေကခမ ्या ကိုမြင့်တက်စေတယ်ဒါကြောင့်ကိုပြန်မေးကြည့်ပါငါဘာကိုရှားနေတာလဲငါကဖြစ်စည်းတွေနောက်ကိုလိုက်နေတာလားဒါမှမဟုတ်တန်ဘူးရှိတဲ့အတွေ့အကြုံတွေနောက်ကိုလိုက်နေတာလားငါဟာဘဝကိုတီးဆောက်နေတာလားဒါမှမဟုတ်ပစ္စည်းတုံလောင်ကြီးတစ်ခုကိုတီးဆောက်နေတာလားရွေးချယ်မှုကတော့ခမ ्या ရဲ့လက်ထဲမှာပါပဲဒါပေမဲ့မှတ်ထားပါခမ ्या ဟာအရာဝတ္ထုတွေမဟုတ်ဘဲအတွေ့အကြုံအတစ်တွေကိုရှာဖွေတဲ့အခါမှာသာတကယ်ကိုချမ်းသာကြွယ်ဝလာမှာပါဒီပုံမြင်လေးကခမ ्या ရဲ့နှလုံးသားကိုထိမှန်သွားခဲ့တယ်ဆိုရင်တော့ဒီစကားကိုကြားဖို့လိုအပ်နေတဲ့သူနှစ်ယောက်စီကိုမျှဝေလိုက်ပါအခုပဲအပြင်လောကကြီးတွေကိုထွက်လိုက်စမ်းပါရှင်သန်ပါရှာဖွေပါကြီးထွားပါအဲ့ဒါကသာတကယ်ချမ်းသာကြွယ်ဝလာမယ်တခုတည်းသောနီးလန့်ပါပဲ